နောက်တစ်ခေတ်ကကျေးလက်ဘဝအပိုင်းကိုထိုနေ့တွင်ရှမ်းအန်းနှင့်ရှမ်းနင်တို့သည်နေ့လယ်စာအတွက်ပျော်ရွှင်ရသည်သာမကဦးလေးရှမ်းအတော်ရှမ်းနှင့်သူတို့၏ဝမ်းခွဲ၃ယောက်ဖြစ်ကြသည်ရှမ်းကျင်ရှမ်းရင်ရှမ်းထယ်နှင့်ရှမ်းထန်းတို့တခါမှမစားခဲ့ဘူးသည်မုတ်ကိုလည်းစားခဲ့ရလေသည်အပင်တချို့ရဲ့ပြာနဲ့ရောထားတဲ့တောင်ပေါ်ကခူးလာခဲ့တဲ့အဲ့ဒီသစ်ရွက်တွေကအရန်ကိုအရသာရှိတဲ့စားစရာဖြစ်လာလိမ့်မယ်လို့ဘယ်သူကထင်ထားမှာလဲမိသားစုအိမ်ခွဲကလေးကအကြောက်တရားနှင့်နေလာခဲ့သည့်မောင်နှမနှစ်ယောက်မှာဘဝင်ခိုက်နေတော့သည်သဘောကသူတို့တွေဘယ်တော့မှထက်ပြီးဗိုက်စာခံရတော့မှာမဟုတ်ဘူးပေါ့စမ်းလော်ကိုကြည့်ရင်သူတို့၏မျက်လုံးများကလေးစားအကြမှုများပြည့်နှက်နေတော့သည်သူတို့ရဲ့မရီးကမယုံနိုင်စရာပဲတကယ်ပဲအံ့ဩဖို့ကောင်းလိုက်တာတစ်ချိန်ကသူတို့ဤကပ်ဘေးဒုက္ခတဲ့မျက်နာလေးသည်အခုတော့ပျော်ရွှင်မှုနှင့်လင်းဖြာနေတော့သည်ရှမ်းအန်းကစားရင်ပြုံးရင်းကသူ့မျက်လုံးထဲတွင်မျက်ရည်များဝဲလာသလိုခံစားလိုက်ရပြီးအရင်ကသူတို့ခံစားရသည့်အကြောက်တရားနှင့်စိုးရိမ်စိတ်တို့ကိုပြန်မြင်အောင်လာမိလေသည်ကြားရည်ရောထားသည့်နတ်သမီးတို့ဘူးတပကံကိုဝေမျှကစားလိုက်ပြီးနောက်တွင်ရှမ်းအန်းကကျန်နေသည့်ပကံလုံးကိုလှမ်းကြည့်လိုက်ပြီးနောက်စမ်းလော့ကိုမဝင်မရဲမေးလိုက်၏မကြီးကျန်တဲ့တပကံကိုကျွန်တော်တို့အဖိုးချမ်းနဲ့ဖွားချမ်းကိုပေးလို့ရမလားအရန်ကိုစဉ်းစားပေးတတ်တာပဲစမ်းလော့ကရေမောလိုက်ခါရတာပေါ့ဒါပေမဲ့ငါတို့တွေလုံနီးကိုတော့လျှို့ဝှက်ထားမှဖြစ်မယ်နော်တပတ်ခါဈေးနေတဲ့ငါတို့တွေဒါကိုအဲ့ဒီမှာစမ်းရောက်ကြည့်ရမယ်ငါတို့တွေအစားအသောက်ဝယ်ဖို့ငွေရှာဖို့လိုသေးတယ်လုံနီးကိုသူများတွေတည်သွားရင်တန်ဖိုးမရှိပဲနေမယ်နတ်သမီးတို့ဘူးကကောင်းတယ်ဒါပေမဲ့ပုံမှန်တနက်စာနေရမှာတော့အစားထိုးလို့မရဘူးငွေနဲ့အစားအသောက်ကပဲအသက်ရှင်နိုင်ဖို့ဦးစားပေးရမယ့်အချက်ဖြစ်နေတော့ပဲမောင်နှမနှစ်ယောက်သည်ဒီအချက်ကိုကောင်းကောင်းနားလည်လေသည်မုံလုံလီကအလွန်မှလွယ်ကူသည်ကိုမြင်ထားသဖြင့်ရှမ်းအန်းနှင့်ရှမ်းနေတို့ကတပြိုင်တည်းခေါင်းငိတ်လိုက်ကြ၏နားလည်ပါပြီကျွန်တော်တို့ဘယ်သူမှမပြောပြပါဘူးဒီမုတ်ကိုအစားအသောက်နှင့်အလဲလဲလုံနိုင်သည့်အတွေးကသူတို့၏မျက်နှာများပေါ်တွင်ထင်ရှားသည့်အပြုံးတစ်ခုဖြစ်ထွန်းသွားစေတော့သည်သူတို့နားလေကြသည်ကိုမြင်လိုက်သဖြင့်စံလောကပြုံးလိုက်ပြီးကြံသည့်တို့ဘူးပကံလုံးကိုအတုံးလေးများဖြစ်အောင်စိတ်လိုက်ပြီးအပေါ်တွင်တကြားရည်လောင်းလိုက်ကလက်ထဲတွင်မုတ်ပကံကလုံးကိုကာရင်ရွာဘက်သို့ရှောက်လာခဲ့လိုက်တော့သည်နေကင်းဘက်ဖြစ်နေသဖြင့်မိသားစုအများစုကတရေအိမ်ရန်ပြင်ဆင်နေကြလေသည်ရွာလမ်းများကရှင်းလင်းနေ၏ခမ်းမိသားစု၏ခြံတကားကတော့နည်းနည်းလေးဟနေသည်အထဲတွင်ခလေးနှစ်ယောက်ကစော်တကားနေကြသည်17နှစ်12နှစ်အရွယ်ကောင်လေးတစ်ယောက်နှင့်9နှစ်6နှစ်အရွယ်ကောင်မလေးတစ်ယောက်ပင်3ယောက်သားကချင်းကပ်လာသည်နှင့်ကောင်မလေးကသူတို့စီဝမ်းသာအားရအပြေးလွှားသွားလိုက်ပြီးခလေးတန်လေးဖြင့်ကိုအန်းမမနေဟုခေါ်လေသည်အကြီးကောင်လေးကအိမ်ထဲသို့လှမ်းခေါ်လိုက်၏အဖိုးအဖွားမကြီးရှမ်းရှောင်းအန်းအားနေတို့ရောက်နေတယ်ချမ်းမိသားစုကမအိတ်ကြသေးချေသူတို့မြေတံကိုကြားလိုက်သည်တွင်အဖိုးကြီးလင်မယားကပေမဆောင်ကထွက်လာခဲ့ပြီးသူတို့နောက်တွင်သားဖြစ်သူချမ်းယူထန်းနှင့်ချွေးမဖြစ်သူချင်ဖန်းညံတို့ကလိုက်ထွက်လာကြ၏ဒီကိုဘလို့လုပ်ပြီးရောက်လာကြတာလေအဖွားဟန်းကမင်းရင်ရှေ့သို့ထွက်လာလိုက်သည်ထို့နောက်တွင်တော့စမ်းလော့လက်ထဲကကြောက်စိမ်းရောင်ဟင်းပကံကိုတတိပြုမိသွားကဒါကဘာလဲကျမကစားစရာနည်းနည်းလုပ်ခဲ့တာအဖွားနဲ့အဖွားတို့မိသားစုကိုလည်းမြည်စေခြင်းလို့ယူလာခဲ့တာပါမင်းညကရှမ်းအန်းကသူတို့အိမ်တကားအထိအစားအသောက်လာတောင်းပေးရလောက်အောင်ငက်ပြီးတေးမလို့ဖြစ်သွားတဲ့လူတယောက်ကအခုတော့ဘလို့ဖြစ်ပြီးသူတို့စားကြည့်ဖို့စားစရာယူလာနိုင်ရတာတော့အဖွားချမ်းနှင့်အဖိုးချမ်းတို့သည်တနည်းနည်းဖြင့်တုတ်ပြန်မှုနှေးကွေးသွားကြတော့သည်အဖွားချမ်းကအစိမ်းရောင်တလက်လက်တောင်းနေသည့်ဟင်းပွဲကိုငုံကြည့်လိုက်ပြီးသူမပေးလိုက်သည့်စံဖြင့်လှုပ်ထားလေသလားဟုစဉ်းစားနေလေသည်အဲ့လိုလဲမထင်ရပါဘူးဒီလောက်စံနေနေလေးကိုစမ်းတော့သူဟာသူတိတ်ထားတင်တာမလားသူကဘာလို့အဖွားချမ်းကိုလာပို့တာလဲအချိန်ခဏလေးအတွင်းတွင်အတွေးပေါင်းစုံကလူအိုလင်မယားဤစိတ်ထဲသို့ဖြတ်ပြေးသွားတော့သည်အဖွားချမ်းကညင်းလိုက်၏နင်တို့လက်ရှိအခြေနဲ့ဆိုရင်
ဘာစားစရာပဲဖြစ်ဖြစ်ကိုဟာကိုတင်ထားတင်တာပေါ့နေနဲ့ရှောင်းအန်းအားနေတို့အတွက်နည်းနည်းပို့စားရတာပိုမကောင်းဘူးလားဘာလို့ငါတို့ကိုလာပို့တာလဲစန်းလောကပြုံးလိုက်ကအဖွားချမ်းဤတင်းမာသည့်စကလုံးတွေကစေတနာကိုခံစားမိလေသည်သူမကပကံလုံးကိုအဖွားဆန်းစီလှမ်းပေးလိုက်ပြီးပြောလိုက်၏မင်းညကအဖွားရဲ့တကြားနဲ့ဆံပေးလိုက်တဲ့စေတနာကိုကျေးဇူးတင်ပါတယ်ကျမပြန်ကောင်းသွားပါပြီဒါကတောင်ပေါ်ကပစ္စည်းတွေနဲ့လှုပ်ထားတာပါဆန်နဲ့လှုပ်ထားတာမဟုတ်ပါဘူးကျေးဇူးပြုပြီးအဖွားအဖိုးဦးလေးယူထံဒေါ်တော်ချင်းနဲ့ခလေးနှစ်ယောက်ကကျမလှုပ်ထားတဲ့ဟာလေးကိုမြည်ကြည့်ပေးကြပါနော်ဒါကကျမတို့ရဲ့ကျေးဇူးတည်တဲ့စိတ်အတွက်တင်းငယ်တဲ့စေတနာလေးပါအဖွားချမ်းဤမျက်ခုံးများကအံ့ဩကမြင့်တက်သွားတော့သည်စန်းလောကစကားကိုအဲ့လောက်ရှင်းရှင်းဝင်အောင်တကယ်ပဲပြောတတ်သလားစန်းလောနှင့်စကားအများကြီးမပြောခဲ့ဘူးသည့်အဖွားချမ်းသည်စန်းလောဤရှက်ရွနှုံနေပြီးအမြဲတမ်းအနှဲငယ်သာပြုံးကစကားနည်းနည်းပဲပြောတတ်သည့်ပုံကိုမှတ်မိနေလေသည်အဖွားချမ်းကပကံလုံးထဲကစားစရာကိုကြည်လိုက်ပြီးနောက်တရေကြမတက်ဖြစ်နေကဝမ်းသာအားရဖြစ်နေသည့်ရှမ်းအန်းနှင့်ရှမ်းနေတို့မောင်နှမကိုကြည်လိုက်၏ဘလောက်တောင်ရတာရှိနေလို့တော့သူမရဲ့မြေမလေးကဟင်းကိုမခွာနိုင်တဲ့ပုံပါလားနင်ကတွေးပေးတတ်သားပဲဒါဆိုလဲအားနာမနေတော့ဘူးနော်အထဲဝင်ပြီးထိုင်အောင်ငါပကံသွားလည်လိုက်အောင်မယ်ချမ်းအိမ်ဤခလေးမလေးကဟင်းပွဲကိုလက်ခံလိုက်သည့်အဖွားကိုမြင်လိုက်တော့ဝမ်းသာရွှင်လန်းတော့မတက်ပင်သူမသည်စံလော့ရှိနေသည့်အတွက်ကိုဟာကိုပြန်ထိန်းထားတော့လေသူမဤစိတ်လှုပ်ရှားနေပုံကရှမ်းအန်ရှမ်းနင်တို့နှင့်စကားပြောနေရင်ပင်တိတိတာတာမြင်နေရလေသည်ချစ်ဖန်းညံကပင်မဆောင်ရှိသို့ခွေးချေကုံတစ်လုံးယူထုတ်လာပြီးကစံလော့ကိုထိုင်ခိုင်းလိုက်၏စန်းလောကဒေါ်တော်ချင်းကိုကျေးဇူးတင်စကားပြောလိုက်ပြီးထိုင်လိုက်ကချမ်းယိုထန်းကိုဦးလေးတယောက်လိုနှုတ်ဆက်လိုက်ပြီးမှအဖိုးချမ်းကိုမေးလိုက်လေသည်အဖိုးအသုံးမလိုသေးဘူးဆိုရင်အဖိုးရဲ့ရှော်လုတ်တဲ့ပစ္စည်းလေးကိုကျမကိုငှားလို့ရမလားကျမ2ရက်လောက်ငှားချင်လို့ပါ8လပိုင်းတွင်မိသားစုအများစုကအထက်ရက်လှုပ်ခြင်းဖြင့်အလုပ်များကြရာရှော်လုတ်ခြင်းကနည်းလေသည်မိုးတန်လေတန်ကြောင့်ညိုရစ်နေတော့လဲသဘောကောင်းလာသည့်မျက်နှာပိုင်ဆိုင်ထားသည့်အဖိုးချမ်းကပြန်ပြောလိုက်သည်အခုလောလောဆယ်တော့အားနေတယ်ဘလို့ပါဘူးမင်းစောင့်เสียရမလို့ဘူးအခုပဲမင်းအတွက်သွားယူပေးလိုက်မယ်မင်းပြန်တဲ့အခါယူသွားလို့ရတာပေါ့ထို့သို့ပြောလိုက်ပြီးအဖိုးချမ်းသည်စမ်းလော့အတွက်ပစ္စည်းသွားရှာပေးလေသည်အဖွားချမ်းကသူမ၏ပကံလုံးထဲသို့စားစရာကိုလောင်းထည့်လိုက်ပြီးစန်းလော၏ပကံကိုဆေးကြောပေးလိုက်ခါမိဖို့ဆောင်ထဲကထွက်လာရင်မေးလိုက်၏စောင်းဦးနဲ့စောင်းတွင်းဝစ်ဖို့အဝတ်အစားတွေပြင်းနေတာလားပြောရင်းဆိုရင်သူမကရှမ်းအန်းနှင့်ရှမ်းနေတို့ကိုလှမ်းအကြည့်တွင်ပူအေးလာမည်ရာသီဥတုနှင့်မကိုင်းညီတော့သည့်တိုပြက်ပြက်ဖာထေးရာအဝတ်စားများကိုတတိထားမိသွားလေသည်စန်းလော့ကခေါင်းခါလိုက်ပြီးအဲ့ဒါကနောက်ပိုင်းစီစဉ်ပါရခန်းတစ်ခုမရှိရင်အဝတ်စားရဲလို့မရဘူးလေကျမကလျှော်ရိုင်းတွေကိုဖြတ်ပြီးခြီလုံးဝင်ပြီးတော့ဈေးထဲမှာအိမ်သုံးပစ္စည်းနဲ့အလဲလဲလုပ်ဖို့စဉ်းစားနေတာပါကျမအဖွားကိုဖုံးကွယ်မထားတော့ပါဘူးကျမယူလာပေးတဲ့ဒီဟင်းကလည်းကျမဈေးထဲမှာရောင်းဖို့စဉ်းစားထားတဲ့အရာပါဒါပေမဲ့ဒီနေ့အဖွားမြင်တဲ့အတိုင်းပဲကျမတို့အိမ်မှာအိမ်သုံးပစ္စည်းတွေကမရှိသလောက်ပဲလေပစ္စည်းထည့်စရာခွက်လေးတွေကောင်းကောင်းကန်းကန်းတောင်မရှိဘူးစန်းလောကထုတ်ပြောလိုက်တော့အဖွားချမ်း၏အမူအရာသည်ပျော်ပြောင်းသွားတော့သည်အထူးသဖြင့်သူမအစောပိုင်းကမြင်ခဲ့ရသည့်စန်းလော၏အိမ်ခြေနေကိုစဉ်းစားမိလိုက်လေသည်သူမကချီကျူးလိုက်၏အစီအစဉ်တစ်ခုရှိတာကောင်းတာပေါ့အိမ်ကိုလည်းနည်းနည်းချင်းစီစောက်သွားဖို့လိုတယ်ဘဝကတဖြည်းဖြည်းနဲ့ကောင်းလာမှာပါအဖွားချမ်းကအကူအညီကန်လှန်လိုက်၏အစားအသောက်ရောင်းဖို့အိုးရီစလုံးတွေလိုရင်ငါတို့အိမ်ကအပိုပစ္စည်းတွေကိုနင့်ကိုရက်ပိုင်းလောက်ငှားပေးလို့ရတယ်လေရှော်ကိုတန်စင်ရန်လုပ်ဖို့လိုအပ်သည့်အချိန်နှင့်ရောင်းရမည့်အချိန်ကိုစဉ်းစားလိုက်တော့စမ်းလော့သည်အကူအညီအတွက်ချက်ချင်းကျေးဇူးတင်စကားပြောလိုက်တော့သည်စန်းလော့သည်လာခဲ့သည့်အကြောင်းအရင်းကတပိုင်းကချမ်းမိသားစုကိုကျေးဇူးတင်စကားပြောဖို့ဖြစ်ပြီးကြံတပိုင်းကတော့ပစ္စည်းတချို့ငှားရမ်းဖို့ရန်မျှော်လင့်ချက်ဖြစ်လေသည်
အဖွားချမ်းဤကမ်းလှမ်းချက်ကိုကြားလိုက်သည်တွင်သူမကကျေးဇူးတင်ကလက်ခံလိုက်တော့သည်ဒါဆိုရင်တော့ဝမ်းသာလိုက်တာကျေးဇူးတင်ပါတယ်ဆန်းလောဤချိုသာသည့်အပြုံးကြောင့်အဖွားချမ်းသည်သူမကိုနည်းနည်းပူကြည့်မိသွားတော့သည်အဖွားချမ်းသည်ဆန်းလော့စီကပြောင်းလဲမှုကိုသတိထားမိလိုက်လေသည်ပိန်ပါပြီးတမယိုးကြအလှမဟုတ်သည့်တိုင်သူမ၏ချိုသာသာပြုံးဟန်နှင့်စကားပြောလျင်ပို့ပြီးဆုံးဖြတ်ချက်ပြတ်သားသည့်ပုံစံကအထူးသဖြင့်ဒီလိုခက်ခဲသည့်ကာလတွင်သူမကိုပို့ပြီးဆွဲဆောင်မှုရှိနေစေတော့သည်အဖွားချမ်းကတေချင်းတရားကိုရင်ဆိုင်လိုက်ရတော့ပြောင်းလဲမှုတစ်ခုကိုကြော်ဖြတ်သွားနိုင်တာများလားမသိဟုဆန်းလော့ဤတိတာသည့်အပြောင်းလဲကိုတေချာစဉ်းစားနေမိလေသည်အဖွားချမ်းသည်အရင်ကနည်းပါးပါးစကားပြောကြည့်ခဲ့ဘူးသည်ဆန်းလော့ဤအကျင့်စရိုက်ကိုပြန်လဲမှန်းဆကြည့်နေမိတော့သည်